Okay အားလုံးပဲမင်္ဂလာပါနော်ဒီနေ့မှာတော့ပတ်စံရှာလို့ရမယ် Facebook page ဖွင့်နည်းလေးကိုပြပြပေးတာဖြစ်ပါတယ်နော်ဒီနည်းလေးကိုဆက်ဝင်စားဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစုံကြည့်လက်ကြည့်ပေးဖို့တိုက်တွန်းလိုက်ပါတယ်နော် Okay ဒါဆိုကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြအောင်နော် Okay အရင်ဆုံးနေတဲ့ကျွန်တော်တို့ Facebook ထဲဝင်လိုက်နော်ဒီမှာကျွန်တော်ပြထားတဲ့မြေနေ3ကြောင်းနဲ့ဟာလေးတစ်ချက်ဝင်လိုက်နော် Okay ကျွန်တော်ဒီမှာ Simo ဆိုတဲ့ page ထဲချင်းဝင်လိုက်နော် Okay ဒီမှာ page ဆိုတဲ့ကျွန်တော်လည်းလိုက်ရနော် Test ဆိုတဲ့ချင်းလည်းလိုက်နော်ဒီမှာ test ဆိုတဲ့ချင်းလည်းလိုက်နော် Okay ဒီမှာတော့ညမဆွေတို့အကျဉ်းတဲ့ channel name ပေးရမှာဖြစ်ပါနော် Okay channel name ထည့်ပြီးဆိုရင်ကျွန်တော်ဒီမှာ mail ဆိုတာလေးကိုကျွန်တော်လည်းလိုက်နော် Okay ဒီလိုလေးဖြစ်သွားရင်ဆိုရင်ကိုကဘာလုပ်မှာလဲဘာကြောင်းရလေးတင်ပါလဲဆိုတာကိုဒီမှာကျွန်တော်ဒီမှာထည့်ပြရမှာဖြစ်ပါတယ်နော်ဟိုကျန်တဲ့3ခုဖြစ်တစ်ခုဖြစ်2ခုဖြစ်ညဆုံးတော့3ခုထည့်လို့ရတာပေါ့နော်ကျွန်တော်တကယ်ကြီးမဲ့စီတို့ကဘာလုပ်မှာလဲ online shopping လုပ်မှာလားဒါမှမဟုတ်ဂိမ်းလုပ်မှာလားလုပ်ချင်တဲ့ကြောင်းရလေးတွေကိုအဲ့ဒီမှာကျွန်တော်တို့ရှာလိုက်လို့ရပါတယ်နော်ဒီကတော့ online shopping လုပ်တဲ့တွေဂိမ်းလုပ်တဲ့လူတွေဆိုတော့အဆင်ပြေတာပေါ့နော်ကျွန်တော်ကျန်တဲ့ဟာလေးကိုကျွန်တော်တို့ထည့်လိုက်ပါတယ်နော် Okay ထည့်ပြီးဆိုရင် practice ဆိုတာလေးကိုကျွန်တော်လဲတယ် Okay ကျွန်တော်ရဲ့ channel လေးနဲ့မိတ်ဆက်ပြစေနော်ကျွန်တော်ရဲ့ channel လေးကကျွန်တော်တီတလောင်းတလောင်းဤပညာလေးတွေကိုပြန်လည်ဝင်ပြပေးနေတဲ့ channel လေးဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုစိတ်ဝင်စားတဲ့ဆိုရင် subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးလုပ်တော့ပေးဖို့တောင်းဆိုလိုက်ပါရနော် Okay ဒီမှာတော့ကျွန်တော်ကကိုယ်ပဲဖန်ဗီဒီယိုလေးဖန်တီးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့ဟာလေးကျွန်တော်ဒါလေးကျွန်တော်ရွေးပေးလိုက်နော်ဒီ Okay ကျွန်တော်ရွေးပေးပြီးဆိုရင်ကျွန်တော် practice ဆိုတာလေးပဲကျွန်တော်ဆင်းနေလိုက်အောင်နော် Okay ဒီမှာ next ဆိုတာလေးကိုဆင်းနေလိုက်အောင်နော် next ဆိုတာလေးပဲဆင်းနေပြလိုက်နော် dance ဆိုတာလေးကိုနေလိုက်အောင်နော် Okay ဒါဆိုကျွန်တော်တို့လောကမှာပတ်စံရှာလို့ရမယ် Facebook page တစ်ခုရတာဖြစ်ပါတယ်နော် Okay ဒီနေ့လေးကဒီနေ့မျိုးစုတို့အတွက်ကျိုးရှိမယ်လို့ထင်ပါတယ်နော် Okay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် Okay ဗီဒီယိုလေးကိုဆုံးဖြတ်လက်ကြည့်ပြကြတဲ့ရုံးချင်တဲ့ကိုကျေးဇူးတင်ပါတယ်နော် Okay ပဲကျွန်တော်နာမည်တော့တူနေပါနော်ဒီချင်တာလေးရှိရင်လည်း comment မှာလာမေးလို့ရပါတယ်